ကတ်သွားမဲ့အနေထားကြောင့်မြန်မာအသင်းဘယ်လိုရလဒ်ကပို့ပြီးတော့နီးစပ်မဲ့အနေထားမျိုးတော့ပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်။တန်ပိုင်ကပေါ်လေးချပေးလာတယ်ဟေးပြိုးဝင်းမဲ့ရက်စက်နေလက်ကန်ပြီ။ချိန်မှာတော့ကြံချက်ကအနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပါကစ္စတန်သင်းရဲ့ဂိုးသမားစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ကြိုးစားနေခဲ့တဲ့ဟေးပြိုးဝင်းရလာတဲ့အခွင့်အရေးတစ်ရပ်ကိုအကောင်းဆုံးသုံးချဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။တန်ပိုင်နဲ့အပေးယူပြုလုပ်ရင်းနဲ့ဟေးပြိုးဝင်းရဲ့အဆုံးသက်ကတော့ဒီချိန်မှာတော့အနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပြိုင်ဘက်ခန်းစစ်ကစားမတွေနဲ့ထိပြီးတော့လူရောက်မရောက်ခဲ့ပဲနဲ့ကိုသမားစီပဲရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီကောင်တော့မောင်လွင်နေတိုင်းပြန်ပြီးတော့တွဲထားတယ်ဗျာ။ကျော်မင်းဦးညာချမ်းကိုတင်ပေးထားတယ်။လူချူချူပဲဟိဖြိုးဝင်ချက်ထိန်းထားတယ်။ငင်းငယ်တော့တုံဆိုင်နေလို့စိုးအောင်ပါဖြစ်ပါတယ်။ဟိဖြိုးဝင်ရောင်ပြဖို့ကြိုးစားတယ်။ဒါဖြစ်ဖို့ပြရတယ်ပိတ်လို့ကြိုးစားတယ်။မင်းမောဖြစ်ပါတယ်။မထင်ရရှိလာတဲ့အခွင့်အရေးကောင်းလို့ပဲစိုးအောင်ပါဖြစ်ပါတယ်။လက်ရှိပေါ်ကစားချိန်20နဲ့9မိနစ်အတွင်းမှာရရှိလာတဲ့မြန်မာအသင်းရဲ့ပိုင်နိုင်ဆုံးအခွင့်အရေးလို့ပဲဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာလွင်မိုးအောင်ငငယ်ပေါ်စားတဲ့ကစားမှုတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒီမော်ချီကြည်နေတယ်အင်ဖြိုးဝင်းစီပေးတယ်အင်ဖြိုးဝင်းကျော်မင်းဦးကျော်မြောက်ပြီးကြိုးစားတယ်ကျော်မင်းပဲပြန်ပြီးတော့ရလာတယ်ဦးရလက်ကန်လာတယ်ပါကစ္စတန်ခန်းစစ်ကိုတော့မကြော်ပြန်ဘူးများမောင်လွင်ဇော်ဝင်းသိန်းလက်ကန်လာတယ်တကန်လာပြီတောက်လျှောက်ဆိုသလိုမြန်မာအသင်းရဲ့ကစားသမားတွေကိုကန်တင်မှုတွေဇက်တိုက်ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်ဟိန်ချအောင်ရှုပ်ပြောမိလာတယ်ကျော်မင်းဦးဧရိယာထဲမှာလက်ကန်ကျော်မင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့အလိုကြီးကိုလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ရာသီမှာပါကစ္စတန်အသင်းပဲဧရိယာကိုမှားပေးလာပြီကောင်းတိုက်ပြီဒီချိန်မှာလည်းမြန်မာအသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်ကျော်မင်းဦးလေပေးပြီလူပေးမှားတယ်ဇုံတင်လိုက်စေတာရာသီမှာမြန်မာအသင်းပဲဇုံဝင်သိန်းချိန်မှာလူစားဝင်လာတဲ့မိုဟစ်အက်စလာဇုံဝင်သိန်းကိုတီးတတာပဲနောက်ကနေဆွဲလာခဲ့တာဖြစ်ပါတယ်ဒီချိန်တွေမှာတော့ခွင်းနဲ့တိုင်ကမာတင်ဘက်ကိုတော့ပြည်တော်မောကန်ခွင့်တတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ပထမပြီးဆုံးဖို့ဒီကက်လာတဲ့နေသားတစ်ခုမှာရလာတဲ့ခွင့်ရတစ်ရက်ကိုမြန်မာအသင်းအကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာမမောင်လွင်မဲ့တာမှားပြီးတော့အေးရတော့ကြားတယ်ခေါင်းတိုင်ပြန်ချပြီးတဲ့ဒီခေါ်ပြီးနော်တကယ်ကိုခံခဲ့ပြီးတော့ရှုပ်ချက်ခဲ့နေတဲ့နေသားတစ်ခုပါပဲမြန်မာအသင်းဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုပိုင်းဟောနေချက်အနေနဲ့စိစော်ရကဂိုးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှဂိုးသွားတာဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်လို့စပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်ရုပ်ကအနည်းပြကွက်တွေမှာတော့မမောင်လွင်ရဲ့ပြေးဖို့မှုကနေတရားထအောင်ရဲ့ခေါင်းတိုက်ပြေးဖို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဘိုးတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေသားတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့အဆုံးသက်ခဲ့ပေမဲ့လည်းတန်ပိုင်အဆုံးမသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနည်းငယ်မေးခွန်းထုတ်ဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်နောက်ဆုံးဘလုံးထိလိုက်တဲ့ကစားသမားကတော့တန်ပိုင်လို့ပဲတတ်မှတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့စမိုးကျော်ရဲ့စွမ်းဆောင်ရည်ကလည်းအဓိကကျတဲ့အနေထားမှာလည်းရှိနေခဲ့တာပဲဖြစ်ပါတယ်တရားထအောင်နာကျော်လည်းပြန်ပြီးတော့ချပေးရတယ်မြမောင်လွင်ဘယ်ချမ်းမှာပဲချောင်ပြောကြိုးစားတယ်ဝင်မိုးအောင်လေပြန်တွဲလာတယ်ဒီထဲမှာလူချွေဟိဖြိုးလက်ကန်လာတယ်ဒီထိတ်ကနေဟိဖြိုးရဲ့ကန်ချက်ကောင်းမွန်ခဲ့ပြီပဲဂိုးပေါင်းနေတော့အနေငယ်လွှဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ဦးဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့အမာသေးရဲ့တိုက်စစ်ကပို့ပြီးတော့လှုပ်ဖြစ်လာခဲ့တယ်လို့ပဲဆိုအောင်မှာဖြစ်ပါတယ်အသင်းကောင်းဆောင်မမောင်လွင်ချိန်မှာလဲဘယ်လောက်ထိထပ်ပြီးတော့လှုပ်ပြသွားအောင်လဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မမောင်လွင်ပဲလက်ကန်ပြီးဒီချိန်မှာတော့အသင်းဘော်တွေကိုမပန်ပိုးပေးတော့ပဲသူကိုယ်တိုင်အဆုံးသတ်ခဲ့တာဗျာဟာရက်လည်းပြောမြောက်ပေးထားတယ်မော်ဦးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်မြတ်ရထအောင်စတန်တင်မဲ့လက်ကန်လာပြီဒီလိုလာပါရဲ့ကန်ချက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ပဲရှေ့ရာဟစ်နာဗီဖြစ်ပါတယ်ဒီထဲမှာရရှိလာတဲ့ဘောလုံးကိုရေပန်းနဲ့တစ်ချက်ထိပြီးတော့
ကိုနောက်ပြန်အနေထားနေပြီးတော့ပတ်ပြီးတော့ကန်သွင်းဖို့အတွက်နာပြီးကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ချက်ကတော့ကောင်းမွန်ခဲ့တယ်ဆိုပေမဲ့ကိုနေကတော့အနေငယ်ကက်ပြီးတော့လဲဆိုတော့သွားခဲ့တယ်ဗျာနာကျော်ဘယ်ချိန်နဲ့မာတင်ပေးတာလဲဘောတော့မြောင်းနေတယ်ပြထက်အောင်ဒီကစံနောက်တန်းကဖာဇဲကောင်းမွန်ဆုံးလူကတာမိုတစ်ခုကိုတော့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ကဘာစင်ညီအောင်လူပေးရတော့မှားတယ်ဗျာလူသားသမားလက်ကန်လာလေခွင့်ရကောင်းရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပေမဲ့သူ့ရဲ့ကန်ချက်ကတော့တော်လေးကိုအားပြော့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဒီမာတင်ပဲဆိုဝင်သိရလာတယ်မလူချွတ်ပဲအဲ့ဒါပေးလာပြီမာတင်ပဲလက်ကန်ပြီဒီကြမ်းမှာလူစားဝင်လာခဲ့တဲ့မင်းမော်ဦးသူ့ရဲ့ပုံစံအတိုင်းပဲရလာတဲ့အခွင့်အရေးတစ်ရပ်ကိုအပိုင်ဆုံးသက်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဆိုဝင်သိရပေးဖို့ကနေမင်းမော်ဦးရဲ့အဆုံးသက်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းဒီကောင်နဲ့တက်မှတ်ခဲ့ခြင်းမရှိခဲ့တဲ့အနေအထားတစ်ခုမှာမြန်မာအသင်းနောက်ထပ်အနိုင်သေးကြပေမဲ့သွင်းဖို့ကိုရရှိမဲ့အခွင့်အရေးတစ်ရပ်နဲ့တော့နစ်နာခဲ့ဗျာရှင်မင်းမော်ဦးရဲ့ကန်ချက်ဂိုးပေါင်းနဲ့တထုတ်ကိုနီးစပ်ခဲ့တာဖြစ်ပါတယ်မိနစ်80ကိုကျော်လွန်လာတဲ့အနေအထားတစ်ခုမှာတော့မြန်မာအသင်းကပထမပိုင်းမှာရရှိခဲ့တဲ့တန်းပိုင်ရဲ့သွင်းဖို့တကိုးနဲ့အတူပြိုင်ပွဲသင်းကိုတော့အကောင်းဆုံးဆက်ပြီးတော့ဦးဆောင်ထားနိုင်သေးလို့ပဲပြောရမှာဖြစ်ပါတယ်ဝင်နိုင်ထိုးတိုက်နေတဲ့ကြာပေါ်တက်မြန်မာအသင်းနဲ့လူလူကျွတ်ပဲဝင်နိုင်ထိုးပြန်ထွက်လာတဲ့မမော်လေးချက်ပိုက်ပြီတကယ်တော့အကောင်းဆုံးရလာတဲ့အခွင့်အရေးတစ်ရပ်လို့ပဲပြောရမှာဖြစ်ပါတယ်တိုက်စစ်ကဝင်းနိုင်ထွန်းဘိုးသမားလေးတယောက်ရှင်ရင်ဆိုင်ရတဲ့အနေအထားတစ်ခုမှာဒီအချိန်တွေကိုသွင်းဖို့တစ်ခုဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့လို့ထပ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုလည်းအသင်းကောင်းဆောင်မောင်မောင်လေးအဆုံးသတ်ရမှာဂိုးပေါင်းနဲ့တက်မှတ်ခဲ့ကျွန်တော်မရှိခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရဲ့တကယ်ကိုစိတ်လုံရှားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့မြင်ခဲ့ရပြီဗျာဇာန်သမားအလီဟိုက်ဒါမောင်လေးဖျက်ကျော်လာခဲ့ဗျာဒီဟိုက်ဒါပဲတစ်ချက်ပြန်ခောက်ထားသေးတယ်သူကန်ပို့ပြီးတော့ပြေကျိုးလာရှိလာတဲ့ခွေးကိုတော့ဟာရက်ဆုံးချနိုင်တဲ့မရှိဘူးဗျာဇာန်သမားအလီဟိုက်ဒါရဲ့ပေးဖို့ဘဝတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့ကျွန်တော်နဲ့ဟာစေပေးဖို့ကြိုးစားမှာတော့အနေငယ်အနေချက်တွေများသွားခဲ့တာပဲဖြစ်ပါလိမ့်ဒီလိုဆိုတော့ဝင်နိုင်ထွန်းနေထွက်လာခဲ့မြဘေးထဲမှာတော့မင်းမော်ဦးကျွတ်ရှိနေမြမင်းမော်ဦးပဲလက်ခောက်လာပြီးမင်းမော်ဦးချင်းချင်းနဲ့မင်းမော်ဦးပဲလဲလာလက်ကမ်းလာတယ်ဒီကဲတဲ့ဒီလိုမောင်လေးလက်ကမ်းလာဒီမှာအဂျေဘတ်တို့ပြီးတော့ကာဝေထားလာပဲဖြစ်ပါလိမ့်မာတင်ရဲ့စတိုက်ဆိုလိုဘောပေါက်ချိန်ချောက်မှုတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါလိမ့်ဝင်နိုင်ထွန်းမင်းမော်ဦးစာရှိရဲ့ကစားသမားဦးရဲ့အတွဲဆက်ကနေတစ်စင်းမာတင်နောက်တစ်ချိန်ဦးဆောင်ကိုရရှိဖို့အတွက်နှီးစပ်ခဲ့တာပဲဖြစ်ပါလိမ့်ဒီကန်ချက်ကလည်းကောင်းခဲ့ပြီးတော့အီဂျစ်ဘက်ရဲ့လက်ဆွမ်းကလည်းဒီမှာတော့ကောင်းမွန်ဆုံးအနေထားမှာတော့ရောက်ရှိနေခဲ့တာပဲဖြစ်ပါလိမ့်ပါကစ္စတန်တင်ပဲလှမ်းကြပြီဒုတိယပိုင်းပြီးဆုံးဖို့အနီးကပ်လာတဲ့လေထားတစ်ခုမှာခြေပေါက်ကိုရရှိသွားနိုင်တဲ့အကောင်းဆုံးခွင့်ရတစ်ခုကိုပါကစ္စတန်အသင်းရရှိခဲ့တာလည်းဖြစ်ပါတယ်ရှိလာတဲ့ဒီတော့အခွင့်အရေးကိုတော့မောင်လွင်ပဲကမ်းမှာဖြစ်ပါလိမ့်မောင်လွင်ရလက်ကမ်းလာတယ်ဒီမှာအဂျေဘတ်ပုတ်ထုတ်ပြီးတော့ကာကွယ်ထားတာပဲဖြစ်ပါလိမ့်ဒီချိန်ကကန်ခဲ့ရမှာတော့ဘယ်လိုဘောဖြစ်ပဲသုံးသက်သွားခဲ့တယ်Special ကန်ပို့ပြီးသားတွေမာတင်ကခေါင်းဦးတွေနော်မင်းမော်ဦးဆိုနားနဲ့